အေးဆရာကိုကြီးသွားမလို့ဟာ ဟိုရင်ရင်လေးနဲ့ယူနေကိုကူပြောတာ အကိုကမယူပါဘူးဟာ ဟာဆရာရိုးပြကြောင်လည်းအဆင်ပြေပါမလားဆရာ အဲ့မယူဘူးကောင်းလေးတွေ ယူနေတယ်ရိုးကြောင်လည်းယူနေကိုကူဆရာ မယူလို့ငါခုသွားမှာ ဆရာတော့မလားအေးအဲ့ဒါဒီဘက်နဲ့လိုက်ခိုင်းမယ် အေးရခဲ့ကွာသွား ဆရာအဆင်ပြေပါမလားကျွန်တော်ရင်ရင်လေးနဲ့ယူနေတယ် အားပြေတော့မင်းရ ဆရာကြောင်ထားတယ် ကျုံမေးပဲသွားမလို့လဲလို့ ငါမအောင်ဘူးရ ဟာမေးပဲသွားနေလို့လဲ ငါတော့ဖြေလို့ငါအမိုးမပြေသေးလို့မအရင်ဘဝတည်းကအမိုးကမပြေသေးလို့တကယ် နော်နေအားရရဲ့ခဏဘာဖြစ်လို့ထိုးတာ ဒီဖက်နဲ့ အေးခဏ ဟာဒီဖက်နဲ့ငါတစ်သက်လုံးစီးလာလေ ခဏဆိုတော့စီးဖို့လေ တစ်သက်လုံးစီးလာဗျာဒီဖက်နဲ့ ဟုတ်တယ်လေ ကိုချတော့အောင်မထားပြီးစီးလာ မန်းနေလေ အားနာ အော်မနာဘူး အားနာ ခဏဆိုစီးဖို့လေခါရတဲ့ကိုထားဖို့ ကျော်အားနာလို့တစ်သက်လုံးစီးလာ အော်ဒီသားလေဗျာဒီသားလေနော်ဒီသားလေ မင်းလို့တော့လေငါယူတော့ပဲကွာရအောင်တယ် ဟာတကယ်ကြီးလူတိုင်းယူနေတာလူတိုင်းယူနေတာလူရောငါကိုယူနေကြဟုတ်မေးတစ်ချိန်ခဏနေငါ့ကိုနေရာမှာတွေ့ရမှာတည်ရတည်ရခဲ့ပါဟုတ်ပြီငါးရမရှိဟုတ်ပြီနော်ဟုတ်ပြီအေးတကယ်ဒီလိုချစ်လို့နော် ဆရာကိုဦးပြောဖို့ရစီတမျိုးပဲနော်ဆရာ ဟောတမျိုးလေ तू ကရိုးရိုးကြီးနေတယ်ယူတယ်ယူတယ်မူတယ်မူတယ် ဒါတော့ကွာလောကဓမ္မအတိုင်းပဲပေါ့ အေးအဲ့ဒီအရာကိုဆရာရှောက်လွှဲနိုင်ဖို့ပဲလိုတယ်နော် ဒီပါကွာ ဒီမှာလည်းမရှိပါဘူး အဲ့ဒါဘယ်လိုလုပ်မလဲအိမ်နဲ့တော့ရောက်ဖို့ပေါ့အိမ်လိုက်သွားမယ် ဒီမှာလိုက်သွားမယ် သွားမယ် တကြီးဖျားရွာသားကောင်းမှုသူများမကောင်းကြံကိုသာခံကိုလုံးသမျှကိုသာခံလူတွေကိုလုံးသမျှအကုန်အမှန်သူများလောက်တာတွေကဟာကိုလုံးတာတာအခက်တယ်လူတွေလူတွေ ဘာရွတ်လာလဲကိုပြမယ် လူတွေကြောင်းစဉ်းစားနေတာလူတွေကြောင်းစဉ်းစားနေတာ တို့ရဲ့ကျက်နေခေါင်းရောက်ဒီတောက်လိုက် ဘုသူမို့ရက်တော်မပါဘူးလား ဘာလဲကွာရက်တော့ လူတွေသိရင်ရေနဲ့ရက်တော်ဝေတယ်လေးစီကွာဒါနဲ့စီငါပြေးရင်ချက်ချင်းလာမလားဗျာမဟုတ်လို့ရှိရင်လူတွေကစီစီရမယ်မင်းပြေးရင်လည်းငါချက်ချင်းချ ဟဲ့ဟုတ်ငါမသိသေးဘူးလေကွာမင်းရတယ် ဟုတ်ပြီလူဆိုတာတင်မျိုးကွာမင်းမြင်တာဗျာလူတွေကမင်းတေချင်းတယောက်လက်မခံဘူး
ဘယ်လိုတည်ခြင်းတရားလေးနေကြတယ် အမေဓာတ်ဗေဒတွေနဲ့ဟိုအစားအစာတွေနဲ့ဘာနဲ့ညာနဲ့သွေးသက်မှုကြိုးစားတယ်လေမိုက်ကယ်ဂျက်ဆင်250နေကြတာလေမနေရဘူး ကိုကျွန်တော်မေးဦးတယ် ဟာဟာ နောက်ကြားတစ်ခုမေး ဘယ်မေး သူရက်ကွက်ထဲမှာပဲကိုကိုများသောအဖြစ်ကိုကရိုးရိုးရင်နေယူမိတယ်လို့ပြောနေကြအဲကျွန်တော်လည်းမထင်ဘူးဗျာတကယ်တော့မှဟုတ်ရောဟုတ်ရ သူတို့နဲ့မတူလို့နေမှာပေါ့ဗျာလူတွေကသူတို့နဲ့မတူလို့ရှိရင်ယူတယ်လို့သတ်မှတ်တာလေ အေး